နည်းနည်းမင်္ဂလာပါဒါကလေးကြတော့ပေါ့နော်ကိုသူရင်ရဲ့ညီလေးနှာခေါင်းခွဲစိတ်ထားတာပေါ့နော်နှာခေါင်းကဒီနေ့ကလေးကြတော့ပေါ့နော်တပတ်ပြည့်ဒီနှာခေါင်းထိပ်မှာကတ်ထားတဲ့ဂွန်းလေးတွေကိုပေါ့နော်ဖြည်းဖြည်းချင်းစီခွာထုတ်ခိုင်းတဲ့ပုံစံလေးပေါ့နော်နှာခေါင်းကတပတ်ပဲရှိသေးတယ်မျက်နှာကအရန်ပြောင်းနေပြီဒါကကိုသူရင်ရဲ့ညီလေးပေါ့နော်နှာခေါင်းလောက်ထားတာတပတ်ပြည့်ချုပ်ယူကလေးကြတော့မဖြီရသေးဘူးဒါပေမဲ့ဒီပတ်တီးရကလေးကြတော့အနည်းဆုံး9ရက်ကနေ6ရက်ကနေ9ရက်ပြည့်တယ်ဆိုရင်ပေါ့နော်ဒီပတ်တီးကိုခွာထုတ်ပေးရတယ်တကယ်မို့မခွာထုတ်ဘူးဆိုရင်ပေါ့နော်သူကအထဲမှာဒီဝက်ချန်ဖြစ်တာတို့ဘာတို့ဖြစ်တတ်လေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူယာကြီးဖြစ်တာတို့ဘာလို့ဆိုရင်ပေါ့နော်မျက်နှာအစီပြန်များတဲ့သူတွေဘာတွေဆိုရင်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ခက်မြန်လေးခွာထုတ်ရတယ်ခင်ဗျဒါကဘယ်လိုပုံစံလေးထွက်လာမလဲတော့မသိဘူးပေါ့နော်အရန်ရင်ခုန်သူ့အစားကိုသူရင်ကရင်ခုန်နေပြီဒီဘက်ကြည့်